ဘိုးလိုတွေမှုတ်ပြီးရှယ်ဖြုတ်ခဲ့ပေပေတနိုင်ငံလုံးရဲ့ဝေဖန်မှုရရှိနေတဲ့တဲစုငင်းရဲ့မိန့်ခွန်းလက်တလောအလှမဲ့လောကမှာတည်းမကပဲ social media တစ်ခုလုံးဟိုးလေးတကြောချစ်သွားရတာကတော့ Miss Cosmo မြန်မာ2026 တရဖူအနှင်းပွဲမှာအလှမဲ့တဲစုငင်းပြောကြားသွားခဲ့တဲ့အင်္ဂလိပ်လိုမိန့်ခွန်း speech ပဲဖြစ်ပါတယ်။တဲကတော့သူမရဲ့ထုံးစံအတိုင်းအင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်အသုံးချပြီးသူမကိုတိုက်ခိုက်နေတဲ့သူတွေမနာလိုတဲ့သူတွေကိုစီမြင့်ပေါ်ကနေအပီအပြင်ရှယ်ဖြုတ်ခဲ့တာပါ။သူမရဲ့အမာခံပရိသတ်တွေကတော့ငါတို့ညီမလေးကတော့အသိငယ်ငယ်လေးနဲ့အယမ်းတော်တာပဲကိုလာပုတ်ခတ်တဲ့သူတွေကိုအင်္ဂလိပ်လိုပညာသားပါတုံ့ပြန်လိုက်တာရှယ်ပဲဆိုပြီးဖူးဖူးမှုချီကျူးနေကြပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီမင်ခွန်းကပဲသူမရဲ့မရင်ကျက်မှုကိုဖော်ပြလိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်ဒီမိန့်ခွန်းကိုနားထောင်လိုက်တဲ့တနိုင်ငံလုံးရဲ့ပရိသတ်တွေကတော့ဒါဟာအလှမဲ့တယောက်ရဲ့ယဉ်ကျက်မှုလားဒါမှမဟုတ်ရက်ွက်သေးကခလီးတွေအချင်းချင်းစကားနိုင်လူကစားနေကြလားဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်တကယ်သာစစ်မှန်တဲ့ international queen တူအနေနဲ့ခမ်းပတ်လာတာဆိုရင်မိမိကိုတိုက်ခိုက်တဲ့သူတွေကိုစီမြင့်ပေါ်ကနေအာဃာတတွေနဲ့တုံ့ပြန်နေမယ့်အစားမိမိရဲ့ပြောင်းလဲလာတဲ့အရေးချင်းနဲ့တည်ငြိမ်မှုကိုပဲတက်သေးပြတင်တာပါအခုတော့တဲစုငင်းဟာသူမကိုသူမအယမ်းတော်အယမ်းတက်နေပြီလို့ထင်မှတ်နေပုံရပေမဲ့လက်တွေ့မှာတော့ခန်းစားချက်ကိုရှေ့တန်းတင်လို့နဲ့ professional မကြတဲ့လုပ်ရက်တစ်ခုကိုလှုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်အလှမယ်လောကကဝါရင်ပညာရှင်တွေနဲ့တခြားသောအလှမယ်တွေကလည်းတဲကိုအဆအအရာရာတိုးတက်လာအောင်ဝိုင်းဝန်းပန့်ပိုးကူညီပေးထည့်ကြတာအားလုံးအသိပါဒါပေမဲ့အခုလိုအရေးကြီးတဲ့စင်မြင့်ပေါ်မှာရန်တွေ့တယ်လို့ပညာပြတယ်လို့မင်ကွန်းမျိုးဖြောလိုက်တာကသူမရဲ့စိတ်နေစိတ်ထားဟာအရင် Miss Grand ပွဲစဉ်တုန်းကအတိုင်းလုံးဝပြောင်းလဲမသွားသေးဘူးဆိုတာကိုပြလိုက်တာပါပဲအဲ့ဒီတုန်းကလည်းလိုချင်တဲ့ရလတ်မရလို့မျက်ရည်တွေနဲ့ပြန်လာခဲ့ရတာကိုတင်ကန်းစာမယူပဲအခုတစ်ချိန်မှလည်းမရင်ကျက်စွာနဲ့တုံ့ပြန်အောင်မယ်ဆိုရင်မြန်မာတွေတော့နိုင်ငံတကာမှာထပ်ပြီးအရှိကွဲအောင်မှာပဲလို့ပြည်သက်တွေကစိုးရိမ်တကြီးဝေဖန်နေကြပါပဲအခုလက်တလုံးမှာတော့အင်္ဂလိပ်စာတက်တာတစ်ခုနဲ့နမေကောင်းအချို့ရနေနိုင်ပေမဲ့တကယ်တမ်း international ပြိုင်ပွဲကြီးကိုတွားပြိုင်တဲ့အခါမှာတော့အင်္ဂလိပ်စာတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရင့်ကျက်မှု maturity ကပိုပြီးအရေးကြီးပါတယ်နိုင်ငံတကာစီမင်းဆိုတာမိမိရဲ့ပုဂ္ဂိုလ်ရေးအာဃာတတွေကိုဖြည့်ရှင်းရမယ်နေရာမဟုတ်ပဲနိုင်ငံတနိုင်ငံလုံးရဲ့ဂုဏ်သိက္ခာကိုဖော်ဆောင်ရမယ်နေရာပါတဲစုငင်းအနေနဲ့အခုလိုပွဲရှာတဲ့အပြောဆိုမျိုးတွေကိုအမြန်ဆုံးပြုပြင်ပြောင်းလဲမှုလိုအပ်ပါတယ်မဟုတ်ရင်တော့အခုရနေတဲ့အားပေးမှုတွေဟာနိုင်ငံတကာပြိုင်ပွဲမှာအရှက်ကွဲမှုတွေအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ပြည်သက်တွေရဲ့ဝေဖန်ကန့်ကွက်မှုတွေကလည်းဒီထက်မကပိုမိုပြင်းထန်လာအောင်မှာပဲဖြစ်ပါတယ်။ကဲပြည်သက်ကြီးတို့ရေတဲစုငင်းရဲ့ဘိုးလိုမှုတ်ပြီးပွဲရှာလိုက်တဲ့မိန့်ခွန်းအပေါ်မှာတော့ဘယ်လိုမြင်ကြလဲဗျာ။သူမကိုသူမတော်တယ်ထင်ပြီးမဲ့တကယ်တမ်းကမရင်ကျက်သေးတာလား။နိုင်ငံတကာမှာတော့ထပ်ပြီးအရှက်ကွဲအောင်မလား။အမြင်လေးတွေကိုပွင့်ပွင့်လင်းလင်းနဲ့ပွဲရှာပြီးဝေဖန်သွားကြအောင်ပါအောင်။